ချိုချပေးတယ်အောင်ကိုစင်းတယောက်တည်းလွတ်ကျွတ်ယူလာတယ်ဩပါလေခင်ဗျာဒုတိယကိုတော့အောင်ကိုစင်းမဲ့ထမှန်သုံးဒီခါတော့ဒုတိယဦးဆောင်လို့တော့တော်နမတ်စကွန်အောင်ကိုစင်းကောင်းဆုံးဆုံးသက်လေးနဲ့တူဒီခါရဲ့အောင်ကိုစင်မဲ့ဖြစ်ပါတယ်ခင်ဗျာကောင်းပါတယ်ဟုတ်ပါတယ်ကောင်းဆုံးဆုံးသက်တွေနဲ့တူဒီခါရဲ့ဒုတိယဦးဆောင်ကိုလည်းအောင်ကိုစင်